ကိုဆိုဘရန်ရဲ့အလူမီနီယံဒရောဝင်တို့လေးတွေမှာစီတိုင်းကြရွေးချယ်ပြီးသုံးမျိုးလို့ရတယ်အလူမီနီယံကာလာနဲ့ဟန်ဒယ်ကာလာလေးတွေကိုဒီဗီဒီယိုလေးထဲမှာပြသပေးတော့မှာဖြစ်လို့စိတ်ဝင်စားရဆိုရင်အဆုံးလေးလိုက်ပါကြည့်ရှုပေးပါအောင်နော်ပထမဆုံးအနေနဲ့တော့အလူမီနီယံ profile standard ကာလာလေးတွေကိုပြသပေးရပါမယ်ခဲရောင်ကော်ဖီရောင်ပလဲပြောင်းအနက်ရောင်အနက်6ရောင်ပီယူကျွန်းရောင်ပီယူချယ်ရီရောင်ရှမ်ပိန်ရောင်ဒီရောင်လေးတွေအလုံးကတော့ကိုဆိုဘရန်ရဲ့အလူမီနီယံဒရောဝင်တို့လေးတွေမှာစိတ်တိုင်းကြရွေးချယ်ပြီးသုံးမျိုးလို့ရတဲ့အလူမီနီယံကာလာလေးတွေပဲဖြစ်ပါတယ်။နောက်ထပ်မှာဆိုရင်တော့အလူမီနီယံကာလာနဲ့လိုက်ဖက်အောင်ရွေးချယ်သက်ဆင်လို့ရတဲ့ဟန်ဒယ်ကာလာလေးတွေကိုမိတ်ဆက်ပေးရပါမယ်။အမဲရောင်ငွေရောင်ရွှေအိုရောင်အစိမ်းရောင်စတီးအမိန်ရောင်ဒါလေးတွေအလုံးကတော့ draw window CV လေးတွေမှာစိတ်တိုင်းကြရွေးချယ်ပြီးတက်ဆင်လို့ရတယ်။ recipe ဆန်ပြီးလှပတဲ့ handle color လေးတွေပဲဖြစ်ပါတယ်။ကဲအခုလိုမျိုးအနေစားခံပြီးလှပဆန်တဲ့အလူမီနီယံကာလာနဲ့ handle color လေးတွေကိုကိုယ့်အိမ်ရဲ့စေတာအရောင်ကိုယ့်အိမ်ရဲ့ decoration လေးတွေနဲ့လိုက်ဖက်မှုရှိအောင်မိမိစိတ်တိုင်းကြရေးချယ်တက်ဆင်နိုင်ပါတယ်နော်။